အားလုံးပဲမြင်ကြပါဗျာနော်ကျွန်တော်တို့ဒီရှင်နဲ့မချိုးဆိုပါတယ်ကျွန်တော်ရဲ့ဒီမှာတပတ်စာမပြောက်ပတ်သီးတွေကတော့ဘာနော်9-4-5မပြောက်ပတ်သီးပါခွန်လေးကတော့ဒီမှာ3ရက်တွင်တစ်လုံးလာပါလိမ့်မယ်ဗျာနော်ကျွန်တော် channel ကြည့်နေလို့သိပါတယ်ကျွန်တော်ပတ်သီးတိုက်တာတော့နည်းနည်းလေးအားပေးပါတယ်ဟိုပါပေါ့နော်နေ့တိုင်းထိုးပြီးပေါက်ဖို့ဆိုတော့မလွယ်ပါဘူးဗျဥမာကိုတစ်လုံးကင်ထားတယ်ငါဒါမှမဟုတ်တစ်ပေါ့ကင်ထားတဲ့တစ်လုံးကိုပဲသေချာလေးစောင့်ချလိုက်ပါဒီထက်ကထွက်တာဒီလေးလုံးတွေကတော့တစ်လုံးတစ်ခါကျရင်ပျောက်တတ်ပါတယ်ဗျာနော်ဟိုတစ်ဘက်ကတော့တစ်လုံးပျောက်သွားတယ်ငါးတစ်လုံးပျောက်သွားတယ်နော်ဒါပေမဲ့ကိုရွေးတဲ့လေးလုံးတွေကမှတစ်လုံးပျောက်တယ်ဆိုရင်ဒါကိုယ့်ရဲ့ကံကတော်တော်မလိုက်တာပေါ့ဗျာနော်အဲ့တော့ဒီ3ရက်တွင်ဒီဟာတစ်လုံးဆိုလဲ3ရက်တွင်ကင်ပေါ့ဗျာနော်တစ်လုံးကင်ကိုကင်တဲ့တစ်လုံးမထွက်ရင်တော့လဲဆက်လိုက်ပါပေါ့ဗျာနော်ဒီထဲကတော့ပြီးခွေ2ချိန်စီလာပါလိမ့်မယ်ဗျာနော်အထက်အောက်ကတော့4ချိန်5ချိန်ပေါ့နော်အားလုံးပေါင်းတော့ကဏ္ဍ10လုံးဆိုတဲ့အတွက်ကျတော့10ချိန်လုံးအပြည့်ထွက်မှာပါဘယ်လိုထွက်မလဲဆိုတော့အထက်အောက်ထွက်မယ်ဒီထဲကအပြီးခွေတွေက2ချိန်အနည်းဆုံးတော့2ချိန်လောက်ထွက်ရင်လည်းထွက်မှာပေါ့ဗျာနော်အထက်အောက်ကတော့ထွက်တာပိုများပါတယ်ဗျာနော်တန်းသဘောမျိုးထားထုတ်ဖို့အတွက်သင်ပေးတာပါခဏကတော့10လုံးပါပါတယ်ဗျာနော်အဲ့တော့ပြောချင်တာကဟိုမှာဒီထဲကအပြီးခွေငါတို့2ချိန်လိုက်မယ်ဆိုရင်ဒီထဲကအပြီးခွေပဲထုတ်ပါ2ချိန်လောက်ရရင်လိုက်ရရင်ရက်လိုက်တော့အဲ့လိုမျိုးပေါ့နော်အထက်အောက်လိုက်မယ်လို့အထက်အောက်ပဲလိုက်ဒါဘလို့ပဲထွက်အထက်အောက်4ချိန်5ချိန်လောက်ဝင်သွားရင်လည်း4ချိန်5ချိန်ရမှာပေါ့ဗျာနော်ဒါကတော့ကိုကညံနေရှင်ထိုးတတ်ဖို့တော့လိုပါတယ်ဗျာနော်နေ့တိုင်းပေါက်ဖို့ဆိုတော့မလွယ်ပါဘူးကျွန်တော်ဒါအများနဲ့ပြောပါတယ်နေ့တိုင်းပေါက်ဖို့ဆိုတော့မလွယ်ပါဘူးဗျာနော်အဲ့တော့ကိုမရှိတဲ့1ချိန်လေးနဲ့ရတဲ့1ချိန်အမှန်လေးနဲ့ဒီဟာလေးနဲ့ကတ်လိုက်ရင်တော့တော်တော်အဆင်ပြေမယ်ထင်ပါတယ်ဗျာနော်ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းဖြစ်ကူညီပါဗျာနော်ကျွန်တော်အများတိုင်းမတင်တဲ့အတွက်ကြောင့်ကျွန်တော်တင်တိုင်းတွေ့ရအောင်လို့ subscribe လေးလုပ်ထားပါဗျာနော်ဒီနေ့မနက်ကတော့ကျွန်တော်20 site တော့မပြတော့ဘူးဗျာနော်တော်ရဆိုတပတ်စာတင်တဲ့အတွက်ကြောင့်20 site ရကြတော့ကျွန်တော်1-9နောက်ပိတ်တော့ဖမ်းတာပါဗျာ1-9နောက်ပိတ်ပါညနေပိုင်းက38ထိပ်စီပါဗျာနော်ညနေပိုင်း38ထိပ်စီပါအဲ့တော့ကျန်နေတဲ့ဆိုရင်တော့ယူ3ပါကျွန်တော်ဟိုဟာလေးဗာလဲထိုးခွက်ထုတ်ထားတာလေးပြမယ်ဗျာနော်ထိုးခွက်ထုတ်တာလေးရတော့ကျွန်တော်1-9နောက်ပိတ်ကိုကျွန်တော်ဒီမှာပါတူဆိုပြီးတော့နော်ပါတူဆို8ခွက်ထုတ်ထားပါတယ်ဗျာနော်ကိုကျန်နေတဲ့ထဲကရွေးပြီးထိုးပါကိုမရှိတဲ့ဝမ်းကျတွေနဲ့ကတ်ထိုးလို့ရပါတယ်ဒါကနေကုန်ကြီးပါနေကုန်ကြီးခွန်လုံးကြ93ပါဒီခွန်လုံးကြ93ကိုကျွန်တော်ကတစ်ချိန်တော့အထိထိုးလို့ရပါတယ်နော်တခါကျလည်းအပြီးထွက်တတ်ပါတယ်ကျွန်တော် channel ကြည့်တယ်လို့သိပါတယ်နော်ကီးသဘောမျိုးကင်ထိုးဖို့အတွက်ပဲပေးတာပါဒီကောင်ကတော့ညနေပိုင်းပါနော်38ကျွန်တော်ထိစီဖမ်းတာပါလေ38ထိစီဖမ်းတာပါလေကဲဟုတ်ပြီအားလုံးပဲဖွင့်နေမနဲ့မှာအဆင်ပြေကံကောင်းကြပါလိမ့်ဗျာနော်ကျေးဇူးတင်ပါတယ်